ဒီနေ့ဗီဒီယိုမှာတော့ Vivan ထားတဲ့ Fanny Lucky Boy ရဲ့ skill effect တွေကလှလားမလှလားဆိုတာကိုကျွန်တော်နဲ့အတူတူသွားကြည့်ရအောင်ဗျ။ကဲဆိုတော့ဗီဒီယိုလေးကိုမစတင်ခင်မှာထုံးစံတိုင်းပဲကျွန်တော် channel လေးကို subscribe လုပ်ပေးပြီးကျွန်တော်ရဲ့ဗီဒီယိုလေးကို like လေးပေးရဖို့မမေ့ပါနဲ့ဗျ။ကဲဆိုတော့စလိုက်ရအောင်။နောက်ဒါတော့ animation ပေါ့နော်။ mic တွေဗျနော် animation ကအရင်ကထက်ဆိုင်တော်တော်မိုက်သွားတယ်လား။မိုက်လို့မိုက်တယ်တော့မသိကျွန်တော် mic animation မိုက်ကတော့တိတ်ကြီးဆမ်းမရှိဘူးလို့ဆိုတော့ပတဲထဲမှာ animation ကြည့်ရမှာမဟုတ်တယ်ဗျ။ animation ကတကယ်မစိုးဘူးတိလား။လုပ်ပြီးတာမိုက်တယ်ကျွန်တော်ဒီမှာဆို random animation တွေရောထည့်ထားပေးရဗျ။မလန်ရှောင်းနေပေါ်လာတဲ့ animation တွေစိုးရမိုက်ဒီလိုထည့်ပေးထားတာ။ပြီးတော့ record animation မှာပါသေးရဗျ။ကဲဆိုတော့ကျွန်တော်တို့ basic attack လေးရစပြီးကြည့်လိုက်အောင်ဗျ။ဒီမှာ basic attack မှာလည်းတေးရ effect တွေနည်းနည်းထည့်ပေးထားပါတော့။ကျွန်တော်အရင်ကဆိုရင် basic attack ကခင်းအောင်တစ်မျိုးလေးပါတာပေါ့နော်။အခုဒီမှာရွှေအောင်လေးပါထည့်ပေးထားပါတော့။ပြီးတော့ဒီမှာကျွန်တော်ကြိုက်တာတခုကဘာလဲဆိုတော့ဒီမှာအတန်ပြောင်းပေးထားရပါတော့အတန်လေးပြောင်းပေးထားတော်တော်မိုက်တယ်ဗျအဲ့ဒါတော့ဖြစ်တယ်နဲ့အစကတည်းပြောင်းပေးနေပါတော့အတန်ကိုတော့ကျွန်တော်တော်ကြိုက်တယ်โอเคကျွန်တော်တို့ scale 1လေးကြည့်အောင်ဗျသူဒီမှာတေချာကြည့်မယ်ဆိုကျွန်တော်နောက်မှာတေးရ effect လေးပါရဗျနော်ရင်တော့ကလို့ခင်းအောင်တစ်ခုတည်းမဟုတ်တော့နော်တေးရ effect လေးရပါပြီးတော့ဒီမှာရွှေအောင်လေးနေထည့်ပြတာဘာလဲတော့မသိကျွန်တော်တေးရလေးပါကျွန်တော်တို့သဘောကျရဗျ scale 1လည်းအတန်ပြောင်းပေးထားတယ်တော်တော်မိုက်တယ်ကျွန်တော်တော့ကြိုက်တယ် scale 1ရောအကုန်လုံးပြောင်းပေးထားရကြည့်လိုက်ကြည့်နေတဲ့လူတွေတော့မသိဘူးကျွန်တော်တော်တော်ကြိုက်တယ်โอเคဆိုတော့ကျွန်တော်စကေးတူလေးကြည့်လိုက်ရအောင်စကေးတူမှာကျွန်တော်ကြိုက်တာတခုကဘာလဲဆိုစကေးတူအတိုင်းရလုံးဝကျွတ်စီဒီမှာတေချာနှောင်းကြည့်ကြည့်ပြီးတော့ကျွန်တော်ပြောချင်တာတခုကဒီမဲ့ဒီကျုံးကကြည့်လိုက်ကျိုးကဘာမှပြောင်းလဲမသွားဒါပေမဲ့သူ့ရဲ့အနောက်ကတီယာကြီးကိုကြည့်လိုက်ကျွတ်စီကြည့်ဝါးဖိန်နဲ့ဒီမှာလာကြီးကွာလာကြီးကိုအောက်မှာချတာကျွန်တော်ဒီစကေးတူအတန်တော်တော်ကြိုက်တယ်တကယ်ပြောပြီးတော့ဒီမှာကျွန်တော် enemy ကိုထိနေဆိုရင်ရှိုးဒီမှာအရင်ကလို့ရိုးရိုးအမှတ်မို့တော့ဒီမှာပန်းဝင်လေးပေါ်လာတွေ့လားရှိုးမိုက်တယ်ဒီမှာကျွန်တော်နှစ်ခေါက်ထိရမယ်ချင်းနေဒီမှာတစ်ခေါက်ထိရင်ပန်းဝင်တစ်ပွင့်နှစ်ခေါက်ထိရင်ပန်းဝင်နှစ်ပွင့်ပန်းဝင်လေးတော်တော်လှတယ်နော်ပြီးတော့ဒီမှာစကေးတူတုံးရင်နောက်ကဒီမှာ tree fat လို့ဘာလို့ပါလာလိတော်တော်လေးကိုမိုက်တယ်ကျွန်တော်တော့တော်တော်ကြိုက်တယ်ပြီးတော့တည့်ရွက်လို့ဘာလို့ fat ကတော့ပါတယ်နော်အကုန်လုံးမှထည့်ပြီးသားကဲဆိုတော့ estimate ကြည့်အောင် estimate မှာကျတော့အရှင်ကားနဲ့တိတ်ပြီးများများဆဆကွာသွားတာမရှိဘူးဗျဒီနောက်ကဝါးပင်လေးနည်းနည်းပိုလာနေဒီကတည့်ရွက်လေးနည်းနည်းထည့်ပေးရအောင်အဲ့ဒါပဲကျန်တာကတော့လူပဲလို့ထင်တာပဲလိုဝဲနေနေကျွန်တော်တို့ skill 2ရဲ့အတိုင်ကြီးတော်တော်ကြိုက်တယ်ပေါ့နော်အားကြောင့်ရောက်လိုက်ရင်တော့ဝဲမယ်သူကရဖို့ဆိုရင်တော့ကျွန်တော်တို့ဇူလိုင်လလောက်မှာရောက်ဝဲတင်နေရပြီးကြောင်ကျွန်တော်ပြောဖို့တစ်ခုရှိသေးတယ်ပေါ့နော်ဒီစကင်ကလည်းငယ်တော့စူးစမ်းနေတာဘာလဲတော့မသိကျွန်တော်ဒီစကင်ရဲ့ကျိုးဆွဲကြည့်တော့ဒီစကင်ကအခြားစကင်တွေနဲ့မတူဘူးရတိလားဘလို့မတူပါလဲဆိုတော့ဒီစကင်ကတော်တော်မြန်နေမြကျိုးထွက်တာကျွန်တော်ပဲစိတ်ချင်ရတာဘာလားတော့မသိတော်တော်ကြီးကိုမြန်နေပေါ့လေပေါ့ဘာလို့ကျွန်တော်အဲ့လိုပြောလဲဆိုတော့ကျွန်တော်နေ့တိုင်း Fanny လေ့ကျင့်နေတယ်ဒါပေမဲ့ဒီတစ်ခေါက်ကတကယ်မတူဘူးကြီးတော်တော်လေးပေါ့တယ်မြန်လဲမြန်တယ်ဒါပေမဲ့ကျွန်တော်များလက်သေးညက်ထားကြတယ်စိုင်တော့မဆိုင်တော့ပါဒါကျွန်တော်အထင်ကိုပြောတော့ဗောနော်ရောက်လာရင်တော့ဘယ်လိုလာမလဲတော့မသိသေးစောင့်တော့ကြည့်ရတော့ကဲဆိုတော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာအားလုံးပဲပိုင်နေပါနဲ့